မင်္ဂလာပါရှင်နုနုညံ့ညံ့လေးနဲ့အရင်စားကောင်းတဲ့မအုံနောက်လုံနီးလေးကိုဝေမျှပေးချင်ပါတယ်ရှင်ပထမဦးဆုံးဆန်အစိမ်းမုတ်ကိုစံချိန်ခွက်နဲ့တစ်ခွက်ထည့်ပါမယ်အချိုအရသာအတွက်ကိုတော့တကြား3စွန်းထည့်ပါမယ်ပြီးရင်တော့စားလက်ဖေးစွန်းတစ်ဝက်ထည့်ပါမယ်အားလုံးကိုတေချာလေးရောသမအောင်မွေးပေးပါမယ်ရေကိုလည်းစံချိန်ခွက်နဲ့3ခွက်ထည့်ပါမယ်ပြီးရင်တော့မုန့်သားနဲ့ရေနဲ့တစ်ထပ်တည်းကြအောင်တေချာလေးနှံ့နေအောင်ရောပြီးတော့မှွေထားပေးရပါမယ်ရှင်ပြီးရင်တော့အခန်းပူချိန်ထဲမှာပဲနိုင်ဝက်ခန့်ထားပေးရပါမယ်အခုတစ်ခါမှာတော့အုံနို့ကိုအုံးစီချက်ဖို့အတွက်ပြင်ဆင်ပါမယ်နော်အုံးစီချက်ဖို့အတွက်ကိုကျွန်မကအုံနို့400 ml ပါတဲ့အုံနို့ဘူးကိုအသုံးပြုထားပါတယ်အဲ့ဒီထဲမှာအုံနို့ဘူးလေးကိုဖောက်ပြီးတော့မှ150 ml ကိုခွက်လေးနဲ့ချိန်ပြီးတော့မှဘေးနားမှာခဏဖယ်ထားပေးပါမယ်ကဲအခုကျမတို့အုံးစီစချက်ပါမယ်နော်အုံနို့ဘူးတွေကလက်ကျန်အုံနို့250 ml ကိုထည့်ပါမယ်မီးကိုတော့နည်းနည်းလေးနဲ့ထားပြီးတော့မှချက်ပါမယ်နော်ပြီးတော့အောက်ကအိုးမကတ်အောင်လို့တေချာလေးအဆက်မပြတ်မွေးနေဖို့တော့လိုပါတယ်အခုလိုမျိုးခပ်ပြက်ပြက်ဖြစ်လာတဲ့အနေထားဆိုလို့ရှိရင်ထမင်းစားစွန်းတစ်စွန်းနဲ့စီထည့်ပေးရပါမယ်စီကတော့ရိုးရိုးစီပဲထည့်ပေးပါနော်အနှက်မပါတဲ့စီဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်အခုလိုမျိုးအုံနို့လေးတွေကခပ်ပြစ်ပြစ်လေးဖြစ်ပြီးတော့မှစီတခြားအုံနို့တခြားဖြစ်သွားပြီဆိုလို့ရှိရင်တော့မီးပိုဘွားနေချလို့ရပါပြီเนาะအခုနေထားဆိုလို့ရှိရင်မီးပိုဘွားနေချပြီးတော့ပကံတစ်လုံးထဲမှာဖယ်ထားလို့ရပါပြီပကံတစ်လုံးနဲ့ပြောင်းထည့်ပြီးတော့မှကျမတို့ဒီအုံးစီချက်နဲ့အုံနို့လေးကိုအပေါ်ကနေတောက်ပင်အတွက်အသုံးပြုသွားမှာပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ဖြူဖြူအနှံ့မွမွေးလေးနဲ့အုံးစီချက်လေးရပါပြီရှင်ကဲဒီတစ်ခါမှာတော့ကျမတို့တာကူစိကြိုရန်အတွက်ကိုအိုးတစ်လုံးထဲမှာစံချိန်ခွက်နဲ့ရေနှစ်ခွက်ကိုထည့်ပါမယ်เนาะပြီးလို့ရှိရင်ရေဆူလာပြီဆိုလို့ရှိရင်တော့စံချိန်ခွက်နဲ့ချိန်ထားတဲ့3ပုံတစ်ပုံရှိတဲ့တာကူစိလေးတွေကိုထည့်ပါမယ်တာကူစိလေးတွေကိုဖြည်းဖြည်းချင်းစီမှွေပြီးတော့မှတာကူစိလေးတွေပျော့လာတဲ့အထိအောင်ကြိုထားပေးပါမယ်တာကူစိလေးတွေကပျော့ပြီးရပြီဆိုလို့ရှိရင်တော့ကျမတို့ပထမဦးဆုံးဖယ်ခဲ့တဲ့အုံနို့လေးကိုထည့်ပြီးတော့ကြိုပေးရပါမယ်အုံနို့ထည့်ပြီးပြီဆိုရင်တော့တစ်ဆက်ထဲမှာပဲကျမတို့ဆန်နဲ့ရေနဲ့ပထမဦးဆုံးဖြော်ခဲ့တဲ့ဆန်နဲ့ရေနဲ့ကိုဖြည်းဖြည်းချင်းစီလောင်ပြီးတော့မှမှွေပြီးတော့မှထည့်ပေးရပါမယ်ဖြော်ထားတဲ့ဆန်နဲ့ရေနဲ့ကိုထည့်ပြီးပြီဆိုလို့ရှိရင်တော့အစမပြတ်မှွေနေဖို့လိုအပ်ပါတယ်မီးကိုတော့ခက်အေးအေးလေးပဲထားပြီးတော့မှွေပေးပါနော်ခက်အေးအေးထားပြီးတော့မှကြိုပေးပါအခုဆိုလို့ရှိရင်တော့ဆန်လေးတွေကတဖြည်းဖြည်းနဲ့ပြက်လာပြီပေါ့နော်အခုလိုမျိုးပြက်လာတဲ့အနေထားဆိုလို့ရှိရင်တေးချလေးအစမပြတ်မှွေနေဖို့တော့လိုအပ်ပါတယ်အကယ်လို့မိမိကမှွေတာရက်လိုက်တယ်ဆိုလို့ရှိရင်အောက်ကအိုးကတ်တာတွက်လို့ပါနော်အခုလိုမျိုးခတ်ထွေးထွေးဖြစ်လာတဲ့အနေထားဆိုရင်တော့မီးပိုဘွားနေချလို့ရပါပြီမုံထက်မဲ့ဘန်းသို့မဟုတ်ခွက်တစ်ခုကိုအရင်ဆုံးစီတုပ်ထားပေးဖို့လိုအပ်ပါတယ်နော်ပြီးရင်တော့မုံသားတွေကိုအပေါ်ကနေအခုလိုမျိုးလောင်းထည့်လိုက်ပါမယ်ပြီးရင်တော့မုံသားမျက်နှာပြင်ကြီးညီသွားအောင်လို့ဇွန်းလေးနဲ့တေချာလေးညီပေးရပါမယ်အကယ်လို့မိမိကငပြောဖက်လေးနဲ့ထုတ်ထားတာစားခြင်းနဲ့ဆိုရင်တော့ဘန်းနဲ့ဒါမှမဟုတ်ခွက်တဲကိုမထည့်ဘဲနဲ့ဖက်နဲ့ထုတ်ပြီးတော့မှလှုပ်စားလို့ရပါတယ်နော်ပြီးတော့ကျမတို့ပထမဦးဆုံးချက်ခဲ့တဲ့အုံစီလေးတွေကိုအပေါ်ကနေတစွန်းစာလောက်ကိုတေချာလေးဖြန့်ပြီးတော့မှထည့်ပေးရပါမယ်ပြီးတော့အခန်းပူချိန်ထဲမှာပဲအနည်းဆုံး3နာရီထားပြီးတော့မှအေးခံထားပေးရပါမယ်ဒါလေးကတော့3နာရီကြာပြီးတဲ့နောက်ပိုင်းအေးခံထားတဲ့မုံသားရဲ့အခြေအနေပါနော်
မုံသားတွေအလွယ်တကူထွက်လာရန်အတွက်ကိုကျမတို့ဘေးပတ်ပတ်လေးကနေဓားလေးနဲ့အရာလေးပေးရပါမယ်အခုလိုမျိုးဘေးပတ်ပတ်လေးကနေအရာပေးပြီးပြီဆိုလို့ရှိရင်တော့ပကံတစ်ခုတည်းကိုအပေါ်အောက်လှန်ပြီးတော့မှပြောင်းထည့်လိုက်ပါမယ်မုံလီတဲ့အခါမှာဆိုလို့ရှိရင်တော့မကတ်အောင်လို့ဓာတ်ကိုစီလေးနဲ့တုပ်ပြီးတော့မှလှီးပေးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်နော်မုံသားရဲ့အနေထားကိုကြည့်ပါနော်တုံတုံအီအီလေးနဲ့အရန်ကိုမှုမွေးလေးနဲ့စားကောင်းတဲ့အခြေအနေကိုရောက်နေပါပြီစီတုပ်ထားတဲ့ဓာတ်လေးနဲ့မိမိကြိုက်တဲ့လိုမျိုးလှီးပြီးတော့မှသုံးဆောင်လို့ရပါပြီနော်ပြီးရင်တော့စားမဲ့ပကံတွေကိုလှီးထည့်ပါမယ်နော်မုံသားလေးကလုံးဝအေးသွားပြီဆိုတော့မှလှီးတဲ့အတွက်ကြောင့်မို့လို့လှီးရတာအတွက်လည်းအရန်ကိုအဆင်ပြေပါတယ်ပြီးလို့ရှိရင်တော့အပေါ်ကနေအုံးစီချက်လေးတွေတင်ပါမယ်အချိုကြိုက်တယ်ဆိုလို့ရှိရင်တော့အပေါ်ကနေတကြားအနှဲငယ်လေးဖြူပြီးတော့စားလို့ရပါတယ်နော်မုံအုံနောက်ထဲမှာတကြားထည့်ပြီးတော့ကြိုထားရဲဆိုပေမဲ့အချိုပေါ့လေးပဲထည့်ထားရတဲ့ကြောင့်မို့လို့အရသာလေးကပေါ့လေးပဲရှိနေပါမယ်နော်မုံအုံနောက်ကအုံတို့ထည့်ပြီးတော့ကြိုထားတဲ့အတွက်ကြောင့်မို့လို့သူ့ကြည့်ပဲစားရင်တောင်မှချွချွမွေးမွေးလေးနဲ့အရန်ကိုအရသာရှိနေပါပြီရှင်အုံးစီချက်လေးနဲ့စားမယ်ဆိုလို့ရှိရင်တော့အီစိမ့်စိမ့်လေးနဲ့ပိုးပြီးတော့မှစားလို့ကောင်းပါတယ်ရှင်လောက်ရတာလွယ်ကူပြီးအရန်စားကောင်းတဲ့မြန်မာမုံလေးတစ်ခုပါပဲရှင်အားလုံးကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် Thank you bye bye